ဒီစကားရဲ့ဇလန်းမှာ Chucky အယုတ်တွေအများကြီးပါဝင်လာတာကိုတွေ့ရမှာပါ Curse of Chucky ထဲမှာတော့ကလည်းစိတ်မနှံ့တဲ့လူသက်သမားတစ်ယောက်ဟာအမျိုးသမီးတစ်ယောက်ကိုအရန်သဘောကျခဲ့တာကိုကျွန်တော်တို့တွေ့ခဲ့ရပြီးပြီဒါပေမဲ့အဲ့ဒီအမျိုးသမီးကညှင်းပယ်လိုက်တဲ့အခါမှာတော့အဲ့ဒီလူသက်သမားကသူမကိုရက်ရက်ဆက်ဆက်နှိပ်စက်ခဲ့ပါတယ်သူတေခါနီးအချိန်မှာတော့သူ့ရဲ့ဝိညာဉ်ကိုကြိုက်လို့ခေါ်တဲ့ကလေးကစားစရာအယုတ်ထဲကိုကူးပြောင်းထည့်သွင်းခဲ့တာကြောင့်ဒီကားရဲ့လူကျန်း Chucky ဖြစ်လာခဲ့တာပါဇလန်းအစမှာတာဝါတစ်ခုကိုပြသထားပြီးအဲ့ဒီအဆောက်အုံထဲမှာအန်နင်းဆိုတဲ့ကောင်လေးနဲ့သူ့တငယ်ချင်းမလေးတို့စကားပြောနေတာကိုတွေ့ရပါတယ်အန်ဒီကသူမနဲ့အခုမှစတင်တွေ့ဆုံမှုတာမို့သူမကငန်းဒီအကြောင်းဘာမှမသိသေးပါဘူးဒါပေမဲ့နေစီမှာတနက်တွေအများကြီးရှိနေတာကိုသူမသိသွားတဲ့အခါမှာတော့ငန်းဒီကဒါတွေဟာသူ့ကိုသူကာကွယ်ဖို့အတွက်ထားတာလို့ပြောပါတယ်ဘာလို့ဒီလောက်တောင်တနက်တွေအများကြီးလိုလာလဲနေရဲ့အတိတ်ကတကယ်ပဲအဲ့ဒီလောက်တောင်မှောက်မိုက်ခဲ့လို့လားလို့သူမကမေးတဲ့အခါမှာတော့အန်ဒီကသူငငယ်ကလေးကကြုံခဲ့ရတဲ့ Chucky ရဲ့လူတက်မှုတွေအကြောင်းကိုပြောပြပါတော့တယ်ဒါတွေကိုကြားတဲ့အခါမိန်းကလေးကအယမ်းလန့်သွားပြီးအန်ဒီရဲ့အတိတ်ဟာတကယ်ကိုစိတ်ချောက်ချစရာကောင်းနေမှန်းသိလိုက်ရတဲ့အတွက်သူ့ကိုအဲ့ဒီမှာတင်ထားခဲ့ပြီးထွက်သွားပါတော့တယ်သူမထွက်သွားပြီးနောက်မှာတော့အန်ဒီကမျိုးနဲ့ဝေးတဲ့တောတွင်းအိမ်လေးကိုပြန်လာခဲ့ပါတယ်အဲ့ဒီမှာသူကလှုပ်ဝက်တစ်တာတစ်ခုကိုဖွင့်လိုက်တဲ့အခါမှာတော့ Chucky ရဲ့ခေါင်းပြက်ကြီးကိုတွေ့ရပါတယ်အဲ့ဒီခေါင်းဟာအန်ဒီပစ်ထားတဲ့တနက်တန်ရာတွေကြောင့်ပျက်စီးနေပေမဲ့အခုထိအသက်ရှင်နေသေးပါထူးဆန်းတာကအန်ဒီနဲ့ Chucky တို့ဟာတငယ်ချင်းတွေလိုဖြစ်နေပြီးအတူတူစစ်လိတ်တောင်တောက်နေကြတာပါအန်ဒီကစစ်လိတ်တိုက်နေတော့ Chucky ကသူ့ကိုခြောက်လိုက်တဲ့အတွက်အန်ဒီကစိတ်တူပြီးမီးနဲ့ပြန်နှိပ်စက်တာကြောင့် Chucky တယောက်အော်ဟစ်နေရပါတယ်နောက်ထပ်မြင်ကွင်းတစ်ခုမှာတော့ဆေးရုံမှာနိုက်ကဆိုတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့ရပါတယ်။နိုက်ကဟာဟိုလူတက်သမား Chucky သဘောကျခဲ့တဲ့အမျိုးသမီးရဲ့သမီးပါ။သူမဟာငငယ်ကလေးကလေးဖြတ်နေတာဖြစ်ပြီးဒါဟာလည်း Chucky ကြောင့်ပဲဖြစ်ပါတယ်။ Chucky ကနိုက်ကနဲ့သူမရဲ့တူမလေးကလွဲလို့မိသားစုဝင်အားလုံးကိုတတ်ခဲ့တာပါ။ဒါပေမဲ့လူတွေကတော့နိုက်ကကိုစိတ်မနှံ့လို့သူမရဲ့မိသားစုကိုသူမကိုယ်တိုင်တတ်ခဲ့တာလို့ဆွဆွဲပြီးအပြစ်တင်ထားကြပါတယ်။နိုက်ကဟာစေကူတမှုခံယူနေရတာ4နှစ်တောင်ရှိနေပါပြီ။ဆရာဝန်ကနိုက်ကကိုမင်းမိသားစုကို Chucky အယုတ်ကတတ်တာမဟုတ်ဘူးမင်းကိုယ်တိုင်တတ်ခဲ့တာဆိုတဲ့အချက်ကိုလက်ခံလာအောင်မျိုးစုံနဲ့ဖိအားပေးနှိပ်စက်ပါတယ်အဆုံးမှာတော့နိုက်ကလည်းမခံနိုင်တော့ပဲသူမကိုယ်တိုင်တတ်ခဲ့တာပါလို့ဝန်ခံလိုက်ရတဲ့အတွက်စိတ်ကျန်းမာရေးဆေးရုံကိုပို့ဆောင်ခြင်းခံလိုက်ရပါတယ်အဲ့ဒီမှာတော့ဆရာဝန်ကနိုက်ကကို Chucky နဲ့ပတ်သက်ပြီးကြောက်စိတ်ရှိသေးလားဆိုတာစမ်းသပ်ဖို့အတွက် Chucky အယုတ်တရုတ်ကိုယူလာပြပါတယ်ဒါပေမဲ့နိုက်ကဘာတုံ့ပြန်မှုမှမလုပ်ပါဘူးဒါပေမဲ့အဲ့ဒီဆေးရုံကတခြားလူနာတစ်ယောက်ဖြစ်တဲ့သူမရဲ့ကလေးတွေကိုရက်ရက်ဆက်ဆက်တက်ခဲ့တဲ့စိတ်မနှံ့တဲ့အမျိုးသမီးကတော့အဲ့ဒီအယုတ်ကိုမြင်တာနဲ့ဒါငါရင်သွေးလေးဆိုပြီးယူထားလိုက်ပါတယ်အဲ့ဒီနောက်မှာ Tiffany ဆိုတဲ့အမျိုးသမီးတစ်ယောက်လက်စီကိုရောက်လာပါတယ်Tiffany ဟာ Chucky အယုတ်တွေကိုနေရာအနှံ့ပို့ပေးပြီးလူတက်မှုတွေဖြစ်အောင်နောက်ွယ်ကနေကြိုးကင်နေသူပါသူမကနက်ကကိုငါကနှစ်တူမလေးရဲ့အုတ်ထင်းသူပါလို့လိန်ပြောပါတယ်နက်ကကသူမရဲ့တူမလေးအကြောင်းမေးတဲ့အခါမှာတော့ Tiffany ကသူမတည်သွားပြီးကိုတက်တည်သွားတာလို့ရက်ရက်ဆက်ဆက်ပြောလိုက်ပါတယ်မိသားစုထဲမှာနောက်ဆုံးကျန်တဲ့တူးလေးသောဆွေမျိုးလေးပါတေးဆုံးသွားပြီလို့ကြားလိုက်ရတဲ့အခါမှာတော့နက်ကတယောက်အရန်ကိုဝမ်းနဲ့ကြေကွဲသွားပါတော့တယ်Tiffany ကနိုက်ကကိုနှစ်တူမလေးကနှစ်အတွက်လက်ဆောင်တစ်ခုချန်ထားခဲ့တယ်လို့ပြောပြီး Good Guy Chucky အယုတ်တရုပ်ပေးခဲ့ပါတယ် Tiffany ထွက်သွားတဲ့အခါနက်ကစိတ်မဝင်စားတာနဲ့အဲ့ဒီအယုတ်ကိုဆရာဝန်ကိုပဲပေးလိုက်ပါတယ်အခုဆိုရင်ဆေးရုံမှာ Chucky အယုတ်နှစ်ရုပ်ဖြစ်သွားပါပြီတရုတ်ကဟိုမျိုးသမီးစီမှာဖြစ်ပြီးနောက်တရုတ်က Tiffany ပေးခဲ့တဲ့အယုတ်ပါတကယ်တော့ Tiffany ပေးခဲ့တဲ့အယုတ်ကမှ Chucky အစ်စ်ပါညရောက်တော့ Chucky ကသူ့ရဲ့တပ်ပွဲကိုစတင်ပါတော့တယ်သူကဓာတ်တစ်ချောင်းကင်ပြီးနက်ကကိုတက်ဖို့သွားပေမဲ့အခန်းထဲရောက်တော့အံ့ဩသွားပါတယ်ဘာလို့လဲဆိုတော့နက်ကသူမတူမလေးသေးတာဟာသူမကြောင့်လို့အပြစ်တင်စိတ်မကောင်းဖြစ်ပြီးဝါယာကျူးတစ်ချောင်းနဲ့သူမကိုသူမတက်သေးဖို့စူးစမ်းထားလို့ပါနောက်တနေ့မနက်နက်ကနိုးလာတဲ့ခါမှာတော့သူမရဲ့ဒဏ်ရာတွေကိုတယောက်ကချုပ်ပေးထားတာတွေ့လိုက်ရပြီးကျမ်းပြင်ပေါ်မှာလည်းသူမရဲ့သွေးတွေနဲ့ Not so fast ဒီလောက်တော့မမြန်စေနဲ့ဦးလေးလို့ရေးထားတာကိုတွေ့လိုက်ရပါတယ်ဒါဟာ Chucky ရဲ့လက်ချက်ပါပဲChucky ကနိုက်ကကိုတော့မတက်သေးပေမဲ့ဟိုမျိုးသမီးကိုတော့နိခတ်တက်သေးဖို့တုံးခဲ့တဲ့ဝါယာကျိုးနဲ့ပဲရဲရဲဆက်ဆက်တက်လိုက်ပါတယ်လူတွေကတော့ဒါကိုတက်သေးမှုလို့ပဲထင်နေကြပေမဲ့နိုက်ကကတော့ဒါဟာလူတက်မှုဆိုတာရိပ်မိနေပါတယ်တစ်ဖက်မှာလည်းNannyက Chucky ရဲ့ခေါင်းပြက်ကြီးကိုယူပြီးနိုက်ကကိုကုနေတဲ့ဆရာဝန်စီသွားတွေ့ပါတယ်Nannyကနိခတ်မှာအပြစ်မရှိဘူး Chucky ကအခုထိအသက်ရှင်နေတော့မဲ့လို့ပြောပေမဲ့ဆရာဝန်ကတော့Nannyကိုနိုက်ကဘက်ကကူညီခြင်းလို့ရှောက်ပြောနေတာလို့ပဲထင်ပြီးမယုံပါဘူးနက်ခကတော့ Tiffany ပေးသွားတဲ့အယုတ်က Chucky အစ်စ်မှန်ရိပ်မိနေပါပြီဆရာဝန်ကအဲ့ဒီအယုတ်ရဲ့လက်ချောင်းတွေကိုမီးနဲ့ရှို့ပြီးစမ်းသပ်ကြည့်ပေမဲ့အယုတ်ကဘာမှမဖြစ်တယ်လို့ငြိမ်နေပါတယ်အဲ့ဒီအခါနက်ခက Chucky ဟာသူ့ဝိညာဉ်ကိုတခြားအယုတ်ထဲပြောင်းသွားတာဖြစ်နိုင်တယ်လို့တွေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအယုတ်ကိုသူမကလေးလိုချစ်နေတဲ့အမျိုးသမီးကပြတင်းပေါက်ကနေဖြတ်သွားရင်း Chucky ကသူ့ရဲ့ပုံစံအစ်စ်ကိုနိုက်ကမြင်အောင်လက်ခနဲ့ပြလိုက်ပါတယ်အဲ့ဒီနောက်မိန်းကလေးတစ်ယောက်က Chucky အယုတ်ကိုအမိုက်ပုံးထဲသွားပစ်တဲ့အခါChucky ကသူမလက်ကိုကိုက်လိုက်ပါတယ်သူမအော်ဟစ်တန်ကြောင့်ဆရာဝန်ရောက်လာပေမဲ့ဒီအယုတ်ကကိုက်တာလို့ပြောတာကိုဆရာဝန်ကမယုံပဲသူမကိုသူမပြန်ကိုက်တာလို့ထင်ပြီးသူမကိုကရင်မှာကျိုးနဲ့တုပ်ထားလိုက်ပါတယ်ဒီနေရာမှာစဉ်းစားစရာက Chucky ကတယောက်တည်းဆိုရင်ဘာလို့တခြားအယုတ်တွေကလည်းအသက်ဝင်နေရတာလဲဆိုတာပါတကယ်တော့အဲ့ဒီမှာရှိတဲ့ Chucky အယုတ်တွေအားလုံးဟာအသက်ဝင်နေကြတာပါဒါဟာ Chucky ရဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီးနောက်မှသူကိုယ်တိုင်ထုတ်ပြောမှာပါဆရာဝန်ထွက်သွားပြီးနောက်မှာတော့Chucky က gas အိုးကိုမြေပြင်ပေါ်စောင့်ချလိုက်တဲ့အခါအပေါ်ကမှန်ချက်ကြီးကွဲကျလာပြီးဟိုမျိုးသမီးရဲ့ခေါင်းကိုပြတ်ထွက်သွားစေပါတယ်ဒီလူတက်မှုတွေအကြောင်းနေသိသွားတဲ့အခါငါစီမှာ Chucky ရဲ့ခေါင်းရှိနေတာတော့ဘသူကတက်နေတာလဲဆိုပြီးဇဝေဇဝါဖြစ်လာပါတယ်အဲ့ဒီအခါAnnie က Chucky ခေါင်းပြက်ကြီးကငါကတယောက်တည်းလို့မင်းထင်နေတာလားလို့လှောင်ပြောလိုက်ပါတယ်Annie လည်းအကြံရသွားပြီးသပင်တူတူနဲ့ Chucky အယုတ်တရုတ်ကိုဆေးရုံစီပါဆယ်ပို့လိုက်ပြီးသူကိုယ်တိုင်လည်းဆေးရုံကိုလိုက်လာပါတယ်ဆေးရုံမှာတော့နက်ခကဆရာဝန်ကိုအယုတ်နှစ်ယုတ်လုံးကအသက်ဝင်နေတာမှန်ကွဲပြီးတည်တဲ့လူကိုလည်း Chucky တက်တာလို့ပြောပေမဲ့ဆရာဝန်ကကလေးကလားစကားလိုပဲသဘောထားပြီးအဖက်မလုပ်ပါဘူးအဲ့ဒီအပြင်နက်ခကို hypnosis လုပ်ပြီးလူတက်တာဟာနက်ခကိုယ်တိုင်ပဲလို့ယုံကြည်လာအောင်ရိုက်သွင်းပါတော့တယ်ဆရာဝန်ကနက်ခကိုကိုထိလက်ရောက်စော်ကားဖို့ကြိုးစားတဲ့အခါမှာတော့ Chucky ကဆရာဝန်ရဲ့ခေါင်းကိုပလင်းနဲ့ရိုက်ခွဲပြီးသတိမေ့သွားအောင်လုပ်လိုက်ပါတယ်အဲ့ဒီနောက် Chucky ကနက်ခကိုမှန်ဆက်တစ်ခုပေးပြီးဒီဆရာဝန်ကိုတက်လိုက်ငါတို့အဖွဲ့ထဲဝင်ခဲ့ပါလို့တန်းလန်းပါတယ်ဒါပေမဲ့နက်ကကြောက်လန့်ပြီးသတိမေ့သွားပါတယ်
တစ်ဖက်မှာလည်း Tiffany က Andy စီဖုန်းဆက်ပြီးငါတို့အဖွဲ့ထဲဝင်ပါလားနင်လုပ်နေတာတွေကအောင်မြင်မှာမဟုတ်ဘူးလို့လှောင်ပြောင်ပါတယ်အဲ့ဒီအချိန်မှာပဲ Chucky ကိုသူမကလေးလိုထင်နေတဲ့အမျိုးသမီးက Chucky ကိုတက်ပြီးမြေမြုပ်ပစ်လိုက်ပါတယ်ညရောက်တော့ Andy ကဆေးရုံကိုရောက်လာပြီးမဲ့လုံခြုံရေးတွေကအထဲပေးမဝင်တာကြောင့်ရန်ဖြစ်ပြီးအချုပ်ထဲအထက်ခံလိုက်ရပါတယ်Andy ပို့လိုက်တဲ့သပင်တို Chucky အယုတ်ကဆရာဝန်စီရောက်သွားသလိုမြေမြုပ်ခံထားရတဲ့ Chucky ကလည်းပြန်ထွက်လာပြီးသူ့ကိုတတ်ခဲ့တဲ့အမျိုးသမီးကိုရဲရဲဆက်ဆက်ပြန်တက်လိုက်ပါတယ်သူတက်ပြီးတာတော့လက်ကိုပါဆက်ထဲထိုးထည့်ထားပြီးသူမဘာသာတက်တည်သွားတဲ့အောင်ဟန်ဆောင်ထားလိုက်ပါသေးတယ်ဆရာဝန်ကနိုက်ခါကိုချီနှောင်ထားတဲ့အခန်းထဲပြန်ရောက်လာတဲ့အခါ Chucky ကထပ်ပြီးတိုက်ခိုက်ပါတယ်ဒီတစ်ခါမှာတော့ Chucky ကနိုက်ခါကိုငါတို့အဖွဲ့ထဲဝင်ဖို့နောက်ဆုံးခွင့်ရေးပဲလို့ပြောနေတော့လက်တစ်ဖက်ပြက်နေတဲ့နောက်ထပ် Chucky တရုတ်ထက်ရောက်လာပြီး Andy ရောက်နေပြီလို့သတင်းပေးပါတယ်နည်းနည်းပို့လိုက်တဲ့သပင်တို Chucky လည်းနိုးလာပြီး Chucky 3ကောင်ဖြစ်သွားပါပြီဒီနေရာမှာ Chucky ကလှုပ်ဝက်ချက်ကိုဖွင့်လိုက်ပါတယ်ငါကဂါထာတစ်တစ်ခုတင်ထားတာငါဝိညာဉ်ကိုအယုတ်တွေအများကြီးတည်းခွဲထည့်လို့ရတယ်လို့လူတွေတဲကိုလည်းထည့်လို့ရတယ်တဲ့နိုက်ခါရဲ့တူမလေးကိုလည်းသူပဲပုတ်ကပ်ပြီးလူတွေအများကြီးကိုတတ်ခိုင်းခဲ့တာဖြစ်ပြီးပြန်တိုက်ခိုက်ခံရလို့သာကောင်းမလေးတည်သွားတာလို့ပြောပြပါတယ် NC မှာရှိနေတဲ့ခေါင်းပြက်ကတော့မျက်နှာမှာချုပ်ရိုးတွေနဲ့မို့အဲ့ဒါကမှမူရင်း Chucky အစ်စ် original ရဲ့ခေါင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာဆရာဝန်တယောက်အခန်းထဲဝင်လာတာနဲ့ Chucky 3လုံးကဝိုင်းတက်လိုက်ကြပါတယ်စပင်တို Chucky ကတော့ဒါကိုတကယ့်ကိုပျော်ပျော်ပါးပါးကြီးလှုပ်ဆောင်နေပါတော့တယ်Chucky အယုတ်3ကောင်နှလုံးပေါင်းပြီးဆရာဝန်ကိုဝိုင်းတက်လိုက်ကြတာကိုစပင်တို Chucky ကတကယ့်ကိုပျော်ပျော်ပါးပါးကြီးအားရပါးရဆင်နွှဲနေပါတယ်သူတို့တက်ဖြတ်ရတာကိုသဘောကျနေကြပြီး Andy ကိုဘယ်သူသွားတတ်မလဲဆိုတာတိုင်ပင်ကြပါတယ်နောက်ဆုံးမှာတော့စပင်တိုနေတာကိုအားငယ်နေတဲ့စပင်တို Chucky ကိုပဲဒီအခွင့်အရေးပေးလိုက်ကြပါတယ်ဆေးရုံအပြင်ဘက်မှာတော့လုံခြုံရေးဝန်ထမ်းကကားတစ်စီးကိုစစ်ဆေးရင်းကားထဲမှာ Tiffany အယုတ်မလေးကိုတွေ့သွားပါတယ်အဲ့ဒီအချိန်မှာပဲ Tiffany အစ်စ်ကနောက်ကနေရောက်လာပြီးလုံခြုံရေးဝန်ထမ်းရဲ့လက်ဘင်းကိုလှိဖြက်ကရဲရဲဆက်ဆက်တက်ပစ်လိုက်ပါတယ် Tiffany ဟာဒီလိုတက်ရတာကိုအရန်ကျေနပ်နေတဲ့ပုံမှာနက်ခါက Chucky ကိုငါ့ကိုတက်လိုက်ပါတော့လို့တောင်းပန်ပေမဲ့ Chucky ကငါနင့်ကိုမတက်ဘူးနဲ့အတွက်ပိုကြီးမားတဲ့အစီအစဉ်ရှိသေးတယ်လို့ပြောပြီးသူမအပေါ်ကိုဝိညာဉ်ကူးပြောင်းတဲ့ဂါထာတွေရွတ်ဆိုပါတော့တယ် Chucky အောင်မြင်သွားပါတယ်အခုဆိုရင်နက်ခါရဲ့ခန္ဓာကိုယ်ထဲကို Chucky ရဲ့ဝိညာဉ်ရောက်သွားပြီဖြစ်လို့လေဖြတ်နေတဲ့နက်ခါဟာအံ့ဩစရာကောင်းလောက်အောင်ပြန်လည်ရှောင်နိုင်သွားပါတယ်Chucky ပူးကတ်ထားတဲ့နက်ခါဟာသူမကိုစော်ကားခဲ့တဲ့ဆရာဝန်ကိုတက်ပစ်လိုက်တဲ့အပြင်တေနေတဲ့ဆရာဝန်ရဲ့ခေါင်းကိုပါခြေထောက်နဲ့ရဲရဲဆက်ဆက်နင်းချပစ်လိုက်ပါတယ်အဲ့ဒီနောက်က Chucky ဟာတခြားလူနာတစ်ယောက်စီသွားနေတော့မှလက်တစ်ဖက်ပြက် Chucky ကအဲ့ဒီလူနာရဲ့ဥကောင်းနောက်ကနေလုံပူနဲ့ဖောက်လိုက်တာမျက်လုံးကနေတောင်ကျွတ်ထွက်သွားပါတယ်တစ်ဖက်မှာတော့စပင်တို Chucky က Andy စီသွားပြီးခြေထောက်ကိုဓာတ်နဲ့ထိုးကလဲကျအောင်လုပ်လိုက်ပါတယ်ဒါပေမဲ့ Andy ကပြန်လဲထိန်းချုပ်နိုင်ခဲ့ပြီးအယုတ်ရဲ့ပိုက်ထဲမှာသူ့ဝတ်ထားတဲ့တနက်ကိုပြန်ထုတ်ကအယုတ်ရဲ့ခေါင်းကိုပစ်ခွဲပြီးတက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ Chucky ပူးကတ်နေတဲ့နက်ကရောက်လာပါတယ်နက်ကထဲက Chucky ကနင်ငါ့ကိုတက်ရင်နက်ကပါတေးမနောလို့ချင်းချောက်ပေမဲ့ Andy ကဂယုမဆိုင်ဖဲတနက်မောင်းဖြုတ်လိုက်ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲတနက်ထဲမှာကြီးစံကုန်သွားပါပြီး Chucky ပူးကတ်နေတဲ့နက်ကက Andy ကိုအဲ့ဒီခန်းထဲမှာတင်ပိတ်လောင်ထားခဲ့ပြီးထွက်သွားပါတော့တယ်အခုဆိုရင်ဆေးရုံတွေကလူတက်မှုအားလုံးအတွက် Andy မှာပဲတရက်ခန့်အဖြစ်ပုံချခံရမယ့်အခြေအနေဖြစ်သွားပါပြီဆေးရုံအပြင်ဘက်မှာတော့ Night က Chucky နဲ့ Tiffany တို့ပြန်ဆုံကြပါတယ် Tiffany ကသူမကိုကြိုဆိုလိုက်ပြီး Nick ရဲ့တူမလေးတေဆုံးသွားတာနဲ့ပတ်သက်ပြီးနှစ်ယောက်သားလောင်ပြောင်ရဲမောနေကြပါတယ်အဲ့ဒီအချိန်မှာကားထဲက Tiffany အယုတ်မလေးကပါလိုက်ရနေတာကြောင့်အဲ့ဒီအယုတ်ထဲမှာလည်းဝိညာဉ်ဝင်နေပြီဆိုတာသိတာသွားပါတယ်ဇက်ကားရဲ့နောက်ဆုံးခန်းမှာတော့ Andy ရဲ့အိမ်ကိုအမျိုးသမီးတစ်ယောက် Andy ရဲ့အမရောက်လာပါတယ်သူမကငါမောင်မလေးခေါ်လို့လာတာလို့ Chucky ရဲ့ခေါင်းပြက်ကြီးကိုပြောလိုက်ရင်းနဲ့ပဲဒီဇက်ကားဟာဒီနေရာမှာတင်ပြီးဆုံးသွားပါတော့တယ်ဇလန်လေးကတော့ဒါပါပဲ